အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာမီနီစတိုရီမှပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဆ iam မနုနုရီအင်ဝရေးသားထားတဲ့ရှင်ကွဲဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြမှာဖြစ်ပါတယ်ခင်ဗျာရှင်ကွဲတမာပင်လေးတွေစီတန်းပေါက်နေတဲ့လမ်းကလေးတွေကိုမြဲလဲချိုးဝင်လိုက်တာနဲ့အိမ်ရဲ့အနှံ့ကိုကျမရတယ်ဟိုးလွန်ခဲ့တဲ့အနှစ်30ကျော်ကကျစ်ဆံမီနှစ်ဖက်ချထားတဲ့ကောလိပ်ကျောင်းသူဘွားနဲ့ပြန်လာတော့ကလည်းဒီအနက်မှာပဲလုံခြုံနှွေးထွေးတဲ့အိမ်ရဲ့အနက်ဟာဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ဘူးထင်ပါရဲ့ပြောင်းလဲသွားတာကတော့ကျမပဲပေါ့မျက်နှာချင်းဆိုင်မြင်းလဲမှတ်ချက်လေးတွေကနှစ်ဖူးဆန်သားတွေဖြူဖွေးစပြုတ်နေတဲ့အသက်50ကျော်မိန်းမတစ်ယောက်အိုးဟိုမှာကျမတို့အိမ်ကိုမြင်ရပြီရေနံနေမဲနေတဲ့နှစ်ထပ်အိမ်ကြီးမှာကျမအဖေရဲ့အမေရဲ့မမကြီးရဲ့ရှိတယ်ဝမ်းနေစရာနဲ့ပြန်ဝမ်းသာစရာနဲ့ပြန်အိမ်ကိုမြင်လိုက်တာနဲ့ဘာဖြစ်လို့များအားရှိလုံခြုံသွားတာပါလိမ့်နော်မကြီးရင်တရက်ပေနေကြားမှာငုတ်တုတ်တိတ်ဆိတ်နေတဲ့အိမ်ရှိမှခဏကျမရက်နေပြီးမှအိမ်ဝင်းတကားတွန်းဖွင့်ဝင်လိုက်တာနဲ့ကျမရင်နေတရိတ်ရိတ်ခုန်လာတယ်အမေကိုကျမဘလို့တွေးရမှာပါလဲသူအင်မတန်ချစ်တယ်ဆိုတဲ့အငယ်ဆုံးသမီးကျမကိုအမေဘလို့ဆက်မှာပါလဲနော်မမကြီးအိမ်ရှိတကားဝနာကနေမမကြီးကိုကျမတိုးလေးခေါ်လိုက်တယ်မမကြီးကျမကိုမျောနေတယ်ထင်ပါရဲ့ချက်ချင်းပဲအောက်ထပ်အိမ်ခန်းထဲကနေထွက်လာတယ်အဲ့ဒီအိမ်ခန်းဟာအမေနဲ့အဖေအိမ်ခန်းညီမိုးချုံမရောက်မယ်ထင်လို့မျက်နှာထားတင်းစကားပြက်ပြောတတ်ပြီးအင်မတန်ပါလျက်တဲ့နှကန်းနဲ့အင်မတန်ပါလက်တဲ့ကိုယ်ခန္ဓာကိုပိုင်ဆိုင်သူကျမရဲ့မမကြီးဟာဘာမှမပြောင်းလဲသလိုပဲကျမမလာဖြစ်တဲ့တစ်နေ့အတွင်းမှာပြောင်းလဲသွားတာကတော့မမကြီးရဲ့ဖွေးလှုပ်နေတဲ့သပင်နေပဲမနစ်ကအဖေနဲ့အမေရဲ့89နှစ်ပြည့်မွေးနေ့အလူမာတော့ကမမကြီးသပင်နေဘလောက်မဖြူသေးဘူးထင်ပါရဲ့မမကြီးကကျမအထက်ကအဖက်မတင်နဲ့အမနှစ်ယောက်ရဲ့အထက်အေးလေမမကြီး58နှစ်ရှိပြီပဲ60နီးပါးပေါ့ဒါဆိုအကိုကြီးကအသက်60ရှိခဲ့ပြီပေါ့နော်အမေရောမမကြီးဒေါ်လေးတို့အိမ်မှာသူတို့ညီမတွေငယ်ငယ်ကဟာတွေတတိယတဲ့ထင်မာရဲ့အေးဖះဝဲသွားမလို့တဲ့ပိုးလုံးကြီးတွေပါတယ်ထုတ်ဝစ်ပြီးဇွတ်ထွက်သွားတာပဲကျမရှင်နဲ့တမျိုးကြီးခံစားရတယ်ပြီးတော့အဖေကိုချက်ချင်းတတိယလိုက်မိတယ်အဖေကိုရောမမကြီးဘယ်မှာလဲရင်အလင်းစလို့မေးလိုက်တဲ့ကျမကိုမမကြီးကဘာမှမပြောပဲအတန်ပြတ်နဲ့လာတဲ့အဖေနဲ့အမေအိတ်ခမ်းထဲကိုရှေ့ရဝင်သွားတယ်မြမဆေးနံ့ဖျားပန်းနံ့ပြီးတော့အဖေနဲ့အမေနဲ့အနံ့တွေလွှမ်းချုံထားတဲ့အခန်းထဲကကနုတ်ပန်းအခက်လက်အနွယ်တွေနဲ့ဟောင်းနွမ်းရှေးကြခံညားလာတဲ့ကျုံးကရင်ကြီးပေါ်မှာအဖေအိပ်ပျော်နေရှာတယ်အဖေနေမကောင်းဘူးလားဒူးနာတာကရောအေးဟုတ်တယ်ဒူးကတော့ဒီလိုပါပဲအေးအမေကအဖေကိုလုံးမမှတ်မိတော့ဘူးဘာရဲ့အိုးတကယ်ပဲလားမဖြစ်နိုင်လိုက်တာအမေကလားအဖေကိုညီဒီမှာကြာနေရင်တော့ကောင်းပါပဲနေမှာပါနေလဲနေရမှာပဲဒီမမကြီးရဲ့ကျမအားကိုးတိုင်ပင်ဖို့ဟန်ပြင်လိုက်တဲ့ကျမစကားကိုမမကြီးဘယ်တော့မှနားမထောင်ပါဘူးငါအမေကိုတွားခေါ်လိုက်အောင်မယ်ညီအဖေနာစောင့်လိုက်အောင်ပြန်လာမှထမင်းစားကြတာပေါ့အေးအကိုကြီးတို့အိမ်ကထမင်းပို့တယ်လိုင်းယူထားလိုက်စကားဆုံးတာနဲ့မမကြီးခန္ဓာကိုယ်ပပလေးအခန့်ပြင်ဘက်ကိုလှစ်ခနဲပြောက်ွယ်သွားခဲ့တယ်အဖေကတင်ဘေးကပလက်ကလေးထိုင်လေးပေါ်မှာကျမကိုခန္ဓာကိုပုံချလိုက်မိတယ်မမကြီးဟာကျမတို့နှစ်ယောက်ကိုခိုးတိခွင့်မလွတ်နိုင်သေးဘူးလားမမကြီးမှတရားမရှိဘူးလားအနှွေးတယ်အင်ကြီးအိတ်ထောင်တွေကကျမရဲ့ခီးဆောင်စာအုပ်လေးကိုထုတ်လိုက်တယ်
ဗုဒ္ဓယဉ်ကျေးမှုအခြေခံတဲ့စာအုပ်ရဲ့ပထမစာမျက်နှာမှာမမကြီးနဲ့အဖေတို့အမေတို့ကမုန်းနဲ့ကျမရဲ့ချစ်လင်လက်ရည်ဆောင်းဆောင်းလေးတွေကိုမြင်ရတယ်ချစ်စနီးခင်ထွေးရဲ့အသက်50ပြည့်မွေးနေ့သူတဲ့ဖះရှမခိုးတဲ့ဖះသာမရတဲ့တရားလည်းမထိုင်တဲ့ပတိလည်းမစိတ်တဲ့ကျမရဲ့ချစ်လင်ရဲ့အံ့ဩစရာမွေးနေ့လက်ဆောင်လွန်ခဲ့တဲ့တစ်ပတ်ကကြောက်ခဲ့တဲ့52နှစ်ပြည့်ကျမရဲ့မွေးနေ့မှာအထီးကျန်ခြင်းကိုကျမအတွက်မွေးနေ့လက်ဆောင်ပေးခဲ့တဲ့ကျမရဲ့ချစ်လင်စောင်းလေးကိုတစ်ဖြတ်ဖြတ်လန်လော်ရင်ဗာရဏပရိတ်ကိုကျမအာယုံပြုတ်ဖတ်ဖို့ကြိုးစားတယ်15ပေပေ90ရှိတဲ့အခန်းလေးတစ်ခုခနွမ်းနွမ်းပရိဘောကအနှဲငယ်ကျမနဲ့တချို့လူတွေကိုမုံပြီးသူမျက်နှိုးကိုးကွယ်တဲ့စာအုပ်တွေအပြေနေရအနှံ့ပုံစံအမျိုးမျိုးဆေးလိပ်ခွက်တွေအလွန်တက်ပယ်တဲ့ဖះဆောင်လေးတစ်ခုလည်းရှိတဲ့ဒီအခန်းလေးထဲမှာအိမ်ဆောင်သက်အနှစ်30နီးပါးကျမတို့ဖြတ်သန်းခဲ့တယ်ကျမကောလိပ်ကျောင်းသူဘဝတပိုင်းတစားနဲ့သူ့နောက်ခိုးရလိုက်ခဲ့ကြတဲ့ကတစ်ဖက်ကကျူရှင်ပြရင်သူလှုပ်ချင်တာတွေလှုပ်ရင်းချိုးတဲ့မှုတန်ကိုခါးစီးမခံနိုင်တဲ့ကျမကအိမ်ပြန်လက်ဖြတ်ရင်ဒီခန်းလေးထဲမှာတင်းသွေးကိုငါတို့ချစ်နေရအောင်မယ်နင်တို့တာသမီမရပါစေနဲ့လို့ဆိုတဲ့မမကြီးကျိန်သာကလည်းကျမတို့ကိုထိခဲ့တာကိုနော်စာအုပ်လေးကိုကျမပိတ်လိုက်တယ်မတိမတာလူလွန်လိုက်တဲ့အဖေကိုကြည်ရင်ကျမဝမ်းနေလာတယ်ကျမဘသူကိုပြောရမလဲညသကောင်ရဲ့စူညံလှုပ်ခါနေတဲ့လူခေါ်ကြေးခေါင်းလောင်းတန်ပြီးတော့ဒစိမ့်တွေနဲ့အတူကျမရှိကဖြတ်ခနဲပျောက်ကွယ်သွားပြီးအထီးကျန်ခြင်းကိုကျမအတွက်ထားရခဲ့တဲ့ကျမရဲ့ချစ်လင်ကျမတိတ်ကြောက်တာပဲအဖေသူသာဆိုရင်တော့ကျမကိုပြောဦးမယ်မင်းဟာဘယ်တော့မှကြည်ပြင်းမဲ့မိန်းမမဟုတ်ဘူးလို့မှောင်စားပြုတ်လာတဲ့အခန်းထဲမှာမိဖွင့်မှုကျမထားလိုက်တယ်မိဖွင့်ပြီးအဖေကရင်နာကျမပြန်လာတော့အဖေရဲ့နိုးနေပြီဒါပေမဲ့အဖေကျမကိုဘာမှမပြောခဲ့ပါသူ့မျက်လုံးတွေဟိုတီတီလိုက်ကြည့်နေတယ်ပြီးတော့မှညီအမေရောတဲ့ကျမငယ်ဘဝတစ်လျှောက်လုံးကြားခဲ့ရတဲ့အဖေရေရွတ်တန်ကျမဘာပြောရမလဲအမေလားအဖေကျမစကားထစ်နေစေအဖေမျက်နှာဖြတ်ခနဲညှိုးနေသွားပြီးမျက်လုံးတွေပြန်မိတ်ပစ်လိုက်တယ်ကနေဘေးစပွဲလေးပေါ်တပူးလေးတွေကနွားနို့ကိုအဖေတောက်နေကြလက်ဖက်ရည်ပကံများအပတ်လေးတဲ့ကျမငှဲ့ထဲလိုက်တုံးစိတ်ချမလက်ပြန်ကြလိုက်ဖို့ပါမယ်လို့ဆိုဟောမမကြီးအတန်အမေလာပြီလားအဖေမျက်လုံးတွေပြန်ပွင့်လာတယ်ကျမရှင်တဲလဲတတိတ်ပြန်ခုန်လာတယ်အမေဘလို့ဖြစ်နေမှာပါလဲလာပါအမေရဲ့အခန်းဝမှာမမကြီးနဲ့အမေရုတ်တရက်ပေါ်လာတယ်အမေပရီတွန့်ပါးပြင်မှာတနခါးလေးတွေနဲ့အမေကကျမကိုစိမ့်ကြီးကြည့်နေတယ်လန်းဆန်းတွကြွမှုတမျိုးပူကတ်နေတဲ့အသက်60အရွယ်ကျမရဲ့အမေဟာကျမကိုကြည့်ရကအဖေစီကိုဖြတ်ခနဲလှမ်းကြည့်လိုက်တယ်ပြီးတော့ကျမငှဲ့လက်စနွားနို့ပကံများလေးပေါ်အိုးအမေတတိယပါစေကျမမျက်စိထဲမှာအဖေမေးစေးအောက်ကလက်ကင်ဘွားလေးခံပြီးနွားနို့ပကံများလေးကိုတိုက်နေတဲ့အမေအဖေဒူးကိုအမြဲတမ်းနှိပ်ပေးနေတဲ့အမေနဲ့အဖေရောဆိုတဲ့အမေပူပန်တန်နဲ့ပြာရခတ်အမူအရာကျမအမေကိုမျောလင်းတကြီးကြည့်မိတယ်ပြီးတော့နွားနို့ပကံကိုကျမကောက်ကင်လိုက်ရင်ရော့လေအမေအဖေကိုကျမစကားမဆုံးခင်မှာပဲအမေဟာအဖေကိုလက်ညှိုးငေါငေါထိုးလိုက်တယ်ဒီအဖိုးကြီးကဘဲကလဲသူမြအိမ်မှာဘာလာလုပ်နေတာလဲခုထိမပြန်သေးဘူးလားမိုးချုပ်လာပြီအိုးအမေမျက်စိစုံမိတ်လိုက်တဲ့အဖေမျက်နှာကိုကျမတသက်မမိတ်နိုင်တော့ပါဟဲ့အဖိုးကြီးကိုယ့်အိမ်ကိုပြန်လေမိုးချုပ်လာပြီဆိုအသားရည်တွေကဖြူဖတ်ဖြူတော်နဲ့အဲ့ဒါဘဲကတရုတ်ကြီးလဲရင်ဘဲကလဲမမကြီးက
အမေကိုအတင်းဆွဲခေါ်သွားတယ်အဖိုးကြီးပြန်တော့ဆိုတဲ့အမေအော်တန်တက်တဲ့ကိုကျမတကယ်ကြားနေရတာပါလားအမေဟာအဖေကိုလုံးလုံးမမှတ်မိတော့ဘူးဖြစ်နိုင်ပါမလားအိမ်အောင်သက်အနည်း90ကျော်တစ်ချောင်းလုံးအမေဟာအဖေကိုဘလောက်မျက်နှိုးခဲ့တယ်လဲဘလောက်ယူရခဲ့တယ်လဲညီတို့အမေညီတို့အဖေကိုယူရပုံများတော့ငါတော့တသက်တွေ့ဘူးပေါင်အေးအရေးကြည့်နေတယ်ဆိုတာမျိုးပေါ့ညီတို့အဖေဟာလေထမင်းတို့ဟင်းတို့လက်ဖက်ရည်ကြိုတို့ကော်ဖီတို့ဆိုတာတွေဟာပကံများပကံလုံးထဲမှာဖြစ်တာလို့သိတော့တာသူ့ရှိမှာစားစရာတောက်စရာချထားရင်မစားတတ်တော့ဘူးညီအမေကကောက်ယူပြီးရော့ကိုတန်းမောင်စားလေဆိုတော့မှစားတာတခါများညီတို့အမေကထမင်းပွဲပြင်ရင်းနဲ့ဧည့်သည်လာလို့ဧည့်သည်နဲ့စကားပြောနေတယ်တော်တော်လေးကြာသွားတယ်ဧည့်သည်ပြန်တော့မှထမင်းစားစပွဲစီဝင်လာတော့အမလေးတော်ပြောချင်ဘူးမောင်မင်းကြီးသားထမင်းဝိုင်းမှာဒီတိုင်းငုတ်တော့ညီအမေကစားလို့မပြောလို့တဲ့အဖြစ်ကအေးတယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်ကြကြနာနာမို့လားမသိပါဘူးအေးစီးပွားကလည်းဖြစ်လိုက်တာညီအမေမထိုက်ကလည်းတော်ပါပေတယ်တန်းထိုက်သစ္စာဆိုတာတနေ့လုံးဟိုးကြော်ပေါ့ညီအဖေဒူးမဖက်ရတာကလည်းညီအမေကြောင့်ပဲညီမေပြီးစားကားပေါ့ညီအဖေဖြစ်တာမြို့ပြင်တန်လန်းနေစီသွားပြီးကန်ထွိုက်သွန်းရဖို့တဲ့ဇလီဘာတုံးတွေကိုတွားကြည့်တာလေမြို့ဝင်လမ်းမှာမကြီးပင်ကြီးတွေကိုလဲပြီးထဲလုံနေရတဲ့ညီအဖေကကားလေးနဲ့တဲ့မောင်းတဲ့လူလည်းရှိပါတယ်အဲ့ဒါလွတ်ပါတယ်ဆိုပြီးကားဖြတ်မောင်းတာတခါတည်းမကြီးပင်ကြီးတပင်လုံးသူ့ကားပေါ်တက်တက်ကျလာတဲ့ကားလေးဟာတခါတည်းပြချက်သွားတာပါပဲအေးမောင်းတဲ့လူကတော့ပွဲချင်းပြီးပေါ့ညီအဖေကနောက်ခန်းမှာထိုင်လာတော့လူတော့မသေးဘူးကားထဲမှာခြေထောက်တွေညက်နေတာဆွဲထုတ်လို့မရဘူးအမလေးညီအမေကဘယ်လောက်တတိကောင်းတယ်မှတ်လဲဒီလောက်ချစ်တဲ့ယောက်ျားနော်ကိုတန်းမောင်ကြီးကမကြီးပင်ပြီးလို့တယ်ဆိုပြီးကြတော့ငိုလိုက်မယ်မှတ်လားညီကိုရင်ခွင်ထဲကချပြီးတစ်ဆက်ကိုပြေးတာပဲတစ်ဆက်ကရှိသမျှလူခေါ်တစ်လုံးမားတဲ့ဟာတွေကိုယူဆောင်ပြီးအကုန်စီစဉ်တာဟိုရောက်တော့ညီအဖေကလေပေါ်နေတဲ့ခေါင်းလေးတရားရမ်းနေတဲ့ဟာမထိုက်ငါပြန်လာမှာပေါ့ကွာဘာလို့လိုက်လာတာလဲလို့ပြောသေးတဲ့တခါတည်းတစားချင်းဆွဲဖယ်ပြီးမှလူကိုထုတ်ရတာခြေထောက်နှစ်ဖက်စလုံးအယိုးတွေကျိုးကုန်တယ်အိုးကူးလိုက်ရတဲ့အမျိုးမရွှေထိုက်တို့ကတော့လူအားရောငွေအားရောဒါပေမဲ့ဆရာဝန်ကမရဘူးဖြတ်ပြစ်ရမယ်ဆိုပြီးပြောရောဒါနဲ့ညီအမေကမဖြတ်ပရစေနဲ့အောင်သူကြိုးစားကြည့်ပါဦးမယ်ဆိုပြီးဆေးစရာရှာတယ်လေနောက်ဆုံးညီအမေမြစ်တာကြောင့်ထင်ပါရဲ့ရှမ်းစရာကြီးတယောက်နဲ့တွေ့ပြီးဆေးစည်းတာနဲ့အယိုးတွေပြန်ဆန်းပြီးခြေထောက်မဖက်ရတော့ဘူးအဲ့ဒီကလေးကညီအမေညီအဖေခြေထောက်တွေကိုအမြဲတမ်းနှိပ်ပေးတဲ့အကျင့်ဖြစ်သွားတော့တာပဲညီအဖေပလက်ကလေးထိုင်ပေါ်ထိုင်တာနဲ့ဘေးကနေပြီးနှိပ်ပေးနေရတာပဲလေတစ္ဆာလုတ်တွေကိုလည်းမလုတ်ခိုင်းတော့ဘူးကျမတို့ငယ်ငယ်တုန်းကမိမိညီမတော်လေးတိုက်ပြောပြတတ်တဲ့အဖေနဲ့အမေကြောင့်ဟာအိယာဝင်ပုံမြင်နေလို့နားထောင်လို့တိတ်ကောင်းနေခဲ့တာပေါ့ကျမတို့ကြီးတဲ့အထိလဲသမီးကြီးကျွေးတာတော့မစားပဲအမေကျွေးမှစားတော့တာတဲ့ခဏလေးအမေကိုမမြင်တာနဲ့ညီအမေရောလို့မိတ်တတ်တဲ့အဖေကိုကျမတို့ရဲပွဲဖွဲ့လို့မဆုံးနိုင်ခဲ့ပါဘူးအဖေနဲ့အမေညညနေခွဲပြီးခီးသွားတာကိုလဲကျမတီးတဲ့ဆအရွယ်ကလေးကတခါမှမတွေ့ခဲ့ဘူးပါဘူးအမေတစ်ဆက်သွားတဲ့အချိန်လောက်ပဲခဏခွဲနေတာအကိုကြီးအိမ်အောင်ကြပြီးတစ်ဆက်ကိုဦးစီးနိုင်တာနဲ့အဖေနားမှာပဲအချိန်ပြည့်နေတော့တာပဲပလက်ကလေးထိုင်ပေါ်မှာအဖေထိုင်ပြီးကျမ်းပေါ်မှာအမေကကြုံကြုံကလေးထိုင်လို့အဖေခြေထောက်တွေကိုနှိပ်ပေးနေတဲ့မြင်ကွင်းဟာကျမတို့အမြဲတမ်းတွေ့နေကြမြင်ကွင်းပေါ့အမေရဲ့အိတ်မပြောနိုင်တဲ့ကျမစိတ်ပီးတစ်ချောက်ချောက်စရင်ဘဲညာလူလိမ့်နေမိတယ်အဖေအိပ်ပျော်ရှာရဲ့လားအမေနဲ့အဖေတခါမှခွဲမအိပ်ဘူးနော်အထီးကျန်ခြင်းဝေဒနာဆိုတာကို
အမေမတီးဘူးလားအမေရဲ့တိတ်ဝမ်းနေစရာကောင်းတာအဖေချောင်းဆိုးတန်ကကျမကိုပိုဝမ်းနေလာစေတယ်စိတ်ကြလာတဲ့မျက်ရည်တွေကိုကျမလက်နဲ့ပုတ်တော့လိုက်တော့စေပတိမှလည်းမျက်ရည်တွေရောနှောဆူဆူကုန်တယ်နည်းနည်းလောက်တော့တောက်လိုက်ပါအဖေရဲ့အဖေညနေကလည်းဘာမှစားတာမဟုတ်ဘူးနွားနိုလေးနည်းနည်းလေးနော်မေမနဲ့လင်းနေဆိုကြတဲ့ကကျမဘလို့ပဲစူးစမ်းတိုက်တိုက်နွားနိုပကံကိုအဖေခေါင်းရမ်းလို့ချီနေတော့တယ်။ပါဇက်ကမမေးပေမဲ့အဖေမျက်လုံးတွေကအခန်းဝါကိုကြည့်လို့နေတယ်။အဖေရဲ့ပက်လက်ကလေးထိုင်မောပြောင်းထိုင်ရအောင်တော့အဖေကျမရွှေ့ပေးမယ်။ဒါမှအဖေအညောင်းမမိမှာအဖေခေါင်းရမ်းနေတဲ့ဂျားတွေကပဲကျမအဖေကိုပက်လက်ကလေးထိုင်မောကိုအตาအရာတွဲဖို့ကြိုးစားနေတော့ဟေးအဖိုးကြီးမပြန်သေးဘူးလားအခန်းဝါကနေရုတ်တရက်ပေါ်လာတဲ့အမေအတန်ကြဲကြောက်အဖေရောကျမပါဖြက်ခနဲတုံရင်သွားခဲ့ပါတယ်ပိုးလုံးကြီးအစိမ့်တွန့်ဖြူညစ်ဘဝကိုကြနနခြုံထားတဲ့အမေကအဖေကိုကြည့်နေတယ်အဖေကတော့အမေကိုမကြည့်ပါဘူးအဖေကိုပလက်ကလေးထိုင်မော်တွဲချထိုင်ခိုင်းပြီးတာနဲ့အခန်းထဲကိုဖြိုးဖြက်နဲ့ဝင်လာတယ်ပြီးတော့အဖေဘေးနာကျမ်းပြင်မှာထိုင်ချလိုက်တယ်ပြီးတော့အဖေခြေထောက်တွေကိုဖြည်းချင်းအိုးအမေကျမရဲ့ဝမ်းသာအားရတဲ့နဲ့အတူအဖေမျက်နှာကြည်လင်သွားပုံကိုလည်းမယုံနိုင်တော့အောင်ပါပဲဒါပေမဲ့အမေကလေဒီအဖိုးကြီးကတို့အိမ်ဘာလို့လာနေတာလဲသူ့မှာအိမ်မရှိဘူးလားမြန်ပြန်လွတ်လိုက်စမ်းဘဲကလည်းဒီအဖိုးကြီးဟာအမေရဲ့ပါဇက်ကပြောချင်တာတွေတွင်ပြောပြီးအဖေခြေထောက်တွေကိုဖြည်းချင်းတယူတရနှိပ်ပေးနေတဲ့အမေကိုမကြည့်ကျင်တော့ပါဘူးအမေခန်းထဲကပြန်ထွက်သားတာနဲ့ကရင်ပေါ်ကစားချင်းအောင်ထူအောက်ကိုအဖေပြန်ဝင်သွားခဲ့တယ်ဘာမှလည်းကြွေးလို့မရဘူးနေ့လေလောက်ကြတော့အဖေကိုနွားနိုးနဲ့မုတ်လေးကြွေးဖို့ကျမနဲ့မမကြီးကြိုးစားရပြန်တယ်အဖေကတော့ခေါင်းရမ်းမြေအပေါ်အပါသွားပြီးတာနဲ့ချင်းအောင်အောက်ကိုပဲပြန်ဝင်မှုလုပ်တော့တာပဲပလက်ကလေးထိုင်ပေါ်ကိုရွှေ့လို့အဖေပလက်ကလေးထိုင်ပေါ်ရှောက်တာနဲ့အမေရဲ့ပြုံးဆူပေါက်ချလာပြီးဒီအဖိုးကြီးကမပြန်သေးဘူးလားဘယ်ရလဲဒီအဖိုးကြီးပါဇက်ကဘာတွေပြောအမေကအဖေပလက်ကလေးထိုင်ပေးမှာထိုင်ပြီးယူရနှိပ်နေပါပြီအမေရဲ့မမကြီးကမျက်ရည်ကျနေတယ်ညနေကြတော့လဲချင်းတောင်တဲကမထွက်တော့တဲ့အဖေကိုကျမဇွတ်ချော့မော့ပြီးအပြင်ကိုခေါ်ထုတ်ရပြန်တယ်ကျမမျက်ရည်တဝဲနဲ့တိုက်တဲ့နွားနို့ပကံကိုဒီတစ်ခါတော့အဖေကကြည့်တယ်ပြီးတော့ကျမကိုတေချာစိုက်ကြည့်နေပြီးပလက်ကလေးထိုင်ပေါ်ပို့ပြတယ်ပလက်ကလေးထိုင်ပေါ်ရောက်ပြီးမှအဖေပြန်ထတယ်အိယာဘောကိုစွတ်လက်ညှိုးထိုးပြနေပို့တဲ့အဖေကလည်းနွားနို့လေးတောက်ပြီးမှပြန်အိပ်ပါဒီမှာခဏလေးနေလိုက်ပါအောင်အဖေခေါင်းကိုရမ်းပြီးကျမကိုတနာစရာကြေကွဲစရာအကြည့်နဲ့မော့ကြည့်တယ်ပြီးတော့မှတူလေးညစ်မေမြင်အဖေကိုနှင်လိုက်မယ်တဲ့အိုးအဖေရဲ့ကျမရုတ်တရက်ဘာမှပြန်မပြောနိုင်တော့အောင်စိတ်ထိခိုက်ရတယ်အေးဆက်အဖေလက်တွေကိုကျမကျင်းနာကင်ထားလိုက်တုံးပါပဲအမေရဲ့လေမိတိုက်ကအေးစိတ်ညစ်တာပဲတော်ပြီဒီကောင်မနဲ့နောက်မကစားတော့ဘူးဒေါ်လေးတိုက်တို့အိမ်ကအပြန်အကြီးအကျယ်အော်ဟစ်တောင်းကျမ်းလာတဲ့အမေကအဖေအခန်းဝါကိုတော့တန်မတ်လာတယ်ပလက်ကလေးထိုင်စီကိုလည်းတန်မတ်ပြီးတော့အဖေခြေထောက်တွေကိုလည်းတယူတရာဒါပေမဲ့အဖေကိုစူးကြည့်ပြီးဟဲ့အဖိုးကြီးသူမြအိမ်ကိုအာမနာဘူးလားမရှက်ဘူးလားပြန်มาတော့လားကိုယ့်အိမ်ကိုမပြန်ရင်လေမပြန်ရင်အမေကနှိပ်နေတာကိုရပ်ပြီးခဏစဉ်းစားတယ်ပြီးတော့မှအားရပါရဆက်နေရင်ရိုက်ထုတ်မယ်တဲ့ဟေ့အမေကလည်းနော်မမကြီးကကျမကိုစိတ်ထိခိုက်ညှဉ်းညူပေမဲ့အဖေဟာဒီတခါတော့ထူးဆန်းမျက်နှာမလွယ်ပဲအမေကိုစိုက်ကြည့်နေခဲ့တယ်ဒါပေမဲ့အဖေမျက်နှာကတော့ကြည်ကွဲစရာအကောင်းဆုံးဝမ်းနည်းစရာအကောင်းဆုံးမျက်နှာအဲ့ဒီညမှာပဲ
အဖေဆုံးသွားရှာပါတယ်ပြတင်းပေါက်ကဝင်တဲ့လေအရှိန်နဲ့တစ်ဖြတ်ဖြတ်လွင့်နေတဲ့စားချင်တော်ကိုကျမနဲ့မမကြီးမှုရအောက်မှာတက်တက်ရရက်ဖိလိုက်ကြတယ်ပလက်ကလေးထိုင်ကိုလည်းနေသားတကြကတင်ဘေးကဇပွဲလေးပေါ်မှာလဲနွားနို့တပူးနဲ့ပကံပြားလေးကိုအဖေရှိနေတုန်းကလိုပဲတည်တည်တက်တက်ချထားပါတယ်အခန်းဝါကကြည့်လိုက်ရင်ခြံတောင်ထဲမှာအဖေရှိနေတယ်လို့ပေါ့နော်မမကြီးစီကကြိမ်ပြီးခြိုက်တန်ကြားရတယ်ငါ့ကိုဘာဖြစ်လို့မိတိုက်တို့အိမ်ညအိတ်ခိုင်းတာလဲပြောသမ်းပါဟဲ့ဟောအမေပြန်လာပြီအမေပြန်လာရှာပြီမမကြီးကမျက်ရည်တွေကိုကြပြာကြတုတ်တယ်အမေကိုခေါ်လာတဲ့အကိုကြီးရဲ့အမေရလဲဗျာဆိုတဲ့စိတ်မကောင်းတန်ကိုကြားရတယ်သူများအိမ်မှာအပြိုရွယ်လေးညသွားအိတ်တယ်လို့မကောင်းဘူးဆိုတာနင်တို့မသိဘူးလားငါတစမ်းမှအိတ်မပြောဘူးဒီနေ့ညသာဆက်အိတ်ရရင်မိတိုက်တို့အိမ်မီးနဲ့ရှို့မယ်ကျမနဲ့မမကြီးအခန်းထဲမှမြန်မြန်ထွက်လိုက်ကြတယ်ဧကန်းထဲမှာအမေကဆွဲထားတဲ့အကိုကြီးလက်တွေကိုရုံးဖယ်တယ်ဒီမှာထိုင်ရအောင်လေအမေကခေါင်းကိုတွတ်ခါရမ်းရင်ကျမနဲ့မမကြီးကိုလှမ်းကြည့်တယ်ပြီးတော့ကျမတို့နှစ်ယောက်ကြားကိုဖြတ်ပြီးအိမ်ငန်းစီကိုတန်တမမတ်အမေကျမလွတ်ခနဲခေါ်လိုက်ရင်အမေနောက်မြန်မြန်လိုက်ခဲ့တယ်အမေကအခန်းဝမှာရမ်းပြီးကရင်ကိုငေ့ကြည့်နေတယ်ပြီးတော့အခန်းထဲဖြည်းဖြည်းချင်းဝင်သွားတဲ့အမေကိုနောက်ကနေကျမတို့မောင်နှမ၃ယောက်အသက်မရှူပဲကြည့်နေမိကြတယ်အမေကကရင်ကိုတပတ်ပတ်ကြည့်တယ်ပြီးတော့ပလက်ကလေးထိုင်လေးကိုလက်နဲ့ထိကြည့်တယ်ပြီးတော့အခန်းထဲကိုလှည့်ပတ်ကြည့်ရင်ဖျားစဉ်စပွဲခုံပေါ်ထောင်ထားတဲ့အဖေတက်ပုံကိုမြင်တော့ဟဟပပတ်ရေချလိုက်တယ်အမေကလည်းဗျာအကိုကြီးကတပြင်းတစ်ချက်ကိုချလို့ကရင်ဘေးကပလက်ကလေးထိုင်ပေါ်မှာခြေပြစ်လက်ပြစ်ထိုင်ချလိုက်တယ်အဖေတက်ပုံကိုကြည့်နေတဲ့အမေဟာဘဲဘက်လှည့်လိုက်တာနဲ့ပလက်ကလေးထိုင်ပေါ်ကအကိုကြီးကိုလည်းမြင်ရောအံ့ဩသလိုမျက်နှာပြောင်းလဲသွားရင်ပလက်ကလေးထိုင်ဘေးကိုချက်ချင်းရောက်လာတော့တယ်ပြီးတော့ကျုံကလေးနဲ့အကိုကြီးရဲ့ခြေထောက်တွေကိုဖြည်းဖြည်းချင်းတယူတရနှိပ်တော့တာပါပဲအမေအကိုကြီးကသူ့မျက်နှာကိုလက်ဝါးနဲ့အုပ်လိုက်တယ်အမေကတော့အာရပါရနှိပ်နေခြင်းကနေအကိုကြီးစီကတဲအိတ်နဲ့ရှိုက်တန်ထွက်လာတော့ဖြည်းဖြည်းချင်းအကိုကြီးကိုမော့ကြည့်တယ်ပြီးတော့ဘာမှမဖြစ်သလိုဆက်နှိပ်ပြန်တယ်ဒါပေမဲ့တဖြည်းဖြည်းလှုပ်ရှားနေတဲ့အမေလက်ချောင်းပိန်ပိန်လေးတွေနှွေးကွေးသွားပြီးခဏနေတော့စက္ကနဲထပြီးအခန်းထဲကထွက်သွားတော့တယ်ခင်ထွေးသမီးအဖေအိပ်ရာစီကိုလှမ်းလိုက်တဲ့အမေကြောင့်ကျမတကိုယ်လုံးတုန်လှုပ်သွားခဲ့တယ်အမေနက်နက်လင်းစမှောင်ရီအလင်းရောင်အောက်မှာအမေရဲ့လေးခြင်တောင်ဘေးမှာရက်လို့အမေမနိုးခင်အဖေအိပ်ရာကိုနေသက်တကျဖြစ်အောင်လို့ကျမအစောကြီးထလာခဲ့တယ်အမေကတင်ဘေးမှာတင်းငင်ခံညားစွာစိုးရင်ပူပန်ကြည့်တတ်တဲ့အမူအရာနဲ့ရက်နေတဲ့အမေဟာကျမတို့ရဲ့အရင်ကအမေပဲလားသမီးကျမနားကြမလွဲပါဘူးနော်အမေနားကိုတိုးကပ်ရင်အမေလက်တွေကိုဝမ်းသာအားရကျမဆွဲယူမိလိုက်တယ်အိုးအမေလက်တွေအေးဆက်နေတာပဲဖယ်သမ်းမှာအမေကသူ့လက်တွေကိုပြန်ဆွဲယူရင်အလင်းစလိုနှိုင်လာတဲ့ဟိုတုန်းကအမေလေတံနဲ့ညီအဖေရောဟင်ညီအဖေဘယ်မှာလဲညီအဖေဘယ်ရောက်သွားတာလဲဖះကျမဘာပြောရမလဲအမေလေးကျမလက်တွေကိုဆွဲခါလှုပ်ရမ်းနေတယ်ပြောလေညီအဖေရောလို့အဖေရှိပါတယ်ဘယ်မှာလဲရှိပါတယ်အိုးမရှိပါဘူးငါအာယုံတက်ကလေးကညီတို့မနိုးခင်ကလေးကလိုက်ရှာနေတာတိမ်လုံးနှံ့နေပြီပြောစမ်းမအေးဘယ်မှာလဲညီတို့ဘယ်ကိုပို့ထားကြတာလဲဟင်မပို့ပါဘူးအမေအိုးအေးမျက်ရည်တွေလိတ်ဆင်းကျလာတဲ့ကျမကိုအမေကစိတ်မရှိသလိုတွန်းလိုက်ပြီးအမေခန္ဓာကိုယ်လေးဟာကတင်ပေါ်ကိုအဝတ်ပြော့လေးတစ်ခုလိုပုံကျသွားခဲ့တယ်အမေထင်ထားတဲ့စားချင်အောင်အောက်ကအိယာရဲ့ဘဲဘက်ချမ်းလေးမှာခွေခွေလေးအမေမျက်နှာက
အစမတန်အိုမင်းနွမ်းနယ်နေပြီးအမေမျက်လုံးဟာဒေါသနဲ့စိုးရိမ်တော့ကတယ်အမေစီမှာပူးကပ်နေတဲ့လန်းဆန်းတွက်ကြွမှုတစ်မျိုးဘယ်ရောက်သွားပြီလဲအမေကချင်းတော်မိုးကိုအကြာကြီးစိုက်ကြည့်နေရကနေကျမဘက်ကိုစက္ကနဲ့လှည့်ကြည့်လိုက်တယ်အသက်ရှင်ရနေတော့ငါတို့ခွဲမထားကြပါနဲ့အေးအမေရဲ့တောင်းပန်ညှဉ်းညူတန်ဟာကျမကိုနာကျင်စေပါတယ်ရှင်ကွဲကွဲရတဲ့ဒုက္ခကိုညီတို့မသိပါဘူးအိုအမေကျမမသိပဲရှိပါမလားကျမခံစားနေရတာပဲအမေလို့ကျမပောက်ကွဲပြရစီတော့အမေနားထောင်ပါနော်တစ်ဖက်ဆောင်းသွားတဲ့အမေရဲ့လက်တွေကိုကျမဆွဲယူလိုက်တဲ့အခါအမေအသက်မရှိတော့ပါဘူးဆရာမနုနုကြီးအင်းဝရေးသားထားတဲ့ရှင်ကွဲဆိုတဲ့ဝတ္ထုတိုလေးကတော့ပြီးဆုံးသွားပါပြီခင်ဗျာနားဆင်ပေးကြတဲ့စာချစ်ပိတ်သက်များအားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာလို့လိုရန်ဆန္ဒများပြည့်ကြပါစေ channel လေးကိုလည်း like and subscribe လေးဖြင့်ဘောင်းဝင်ကူညီအားဖြည့်ပေးကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ